အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒီမှာ16လမ်းကိုသွားတာပေါ့နော်16လမ်းသွားတဲ့ vlog လေးပါအမှတရုတ်တန်းလို့လည်းခေါ်တယ်ပေါ့နော်ဒီရောဘားလေးပေါ့နော်လမ်းလေးမှာထိုင်ရတာပါဆိုင်လေးဖွင့်ပေးထားပါတယ်အဲ့ဒီကိုချက်သွားပြီးတော့ကြည့်ရအောင်အခုဆိုတော့ထိုင်နေရရှာရင်းနဲ့ပဲအခုစပွဲဝိုင်းရလာပြီပေါ့နော်ခေါက်တစ်ခေါက်ပြန်ရှောက်လိုက်ရတဲ့နေရာရဖို့ပေါ့နော်အဲ့တော့98 by dam ဆိုတဲ့ဆိုင်မှာထိုင်လိုက်ပါတယ်အမက BR တို့ကော်တီလိုပဲရတဲ့အတွက်ညီမတော့စုံပြီးကော်တီလေးကိုမှားလိုက်ပါတယ်ညီမအကြိုက်နဲ့လုံးဝကြိုက်ပါတယ်ချွချင်းလေးပေါ့နော်ပြီးတော့အမလာမိတ်ဆက်တယ်ကော်ဖီလေးနဲ့ဆက်ထားတဲ့ run လေးပေါ့နော်သူကလည်းမပြင်းမဲနဲ့လေတောက်လို့ကောင်းတယ်အဲ့လိုအချောင်းလေးရှစ်ချောင်းပါတော့မှ9000ပဲပြီးရအဲ့ဟာဝက်ကုတ်သားခင်လေးပေါ့နော်ဝက်ကုတ်သားခင်လေးကသူ့ချင်းနဲ့ရန်စားကောင်းပေါ့နော်အမလေးပြုတ်ကြသွားသေးတယ်အမလေးတူကနေအချင်းလေးနဲ့ရန်စားကောင်းပါတယ်အမညီမတို့ကတက်ချောက်ချင်းဆက်ဝက်ကုတ်သားခင်သမင်းကျော်အာလူချောင်းကျော်မှားတယ်ပေါ့နော်အမအာလူချောင်းကျော်နဲ့ဝက်ကုတ်သားခင်ကတော့အဆင်ပြေပါတယ်တက်ချောက်ချင်းဆက်နဲ့သမင်းကျော်တော့အရင်မကြိုက်ဘူးပေါ့နော်သူ့ရဲ့ taste လေးကိုတော့ကိုယ်ကြိုက်မဟုတ်လို့လားမသိဘူးပေါ့နော်ဒီနေ့ကတော့အဆင်ပြေပါတယ်ကော်တီလေးလည်းအဆင်ပြေပါတယ်ဗီဒီယိုလေးတစ်ပြက်ပေါ့ရှင်ဟိုရိုက်ဒီရိုက်ဒါတော့ကျွန်မတူပါအကုန်လုံးသူ့ဝိုင်းနဲ့တူလမ်းမှာပေါ့နော်လမ်းကိုသူကအဲ့လိုလမ်းမီးဆိုင်လေးပုံစံလုပ်ထားတဲ့အတွက်ကြောင့်ထိုင်ရတာဟိုဘယ်လိုခေါ်မလဲလောလောလန်ပေါ်ပပလေးရှိပါတယ်အဲ့ကျင်တာကတော့ဟိုဘက် terminal 5ပေါ့နော်အမှားကြတော့ဝိုင်းနေပြည့်နေတော့မှမြအခင်းနေလဲစုံတယ်ပေါ့နော်အမှားနေရာများဒီဘက်မှာဒီဘက်လည်းအဆင်ပြေပါတယ်ဒါကတော့ကွန်ဟတ်ပေါ့နော်မော်စထရေလာချစ်လေးနဲ့ကြော်ထားတမီးကစားခြင်းနဲ့လို့ပြောလို့အဲ့ဒီသွားပြီးတော့ဝယ်ကြည့်ရပါစားကောင်းပါတယ်စိတ်စိတ်လေးနဲ့ပြောင်းမှုရတဲ့အစိမ့်မော်စထရေလာချစ်လေးရတဲ့အစိမ့်ဆိုတော့စားကောင်းပါတယ်အဲ့တော့ကြည့်ဆိုရင်မကြိုက်ဘူးသူကအဲ့တော့သူကတော့မစားဘူးပေါ့နော်ကျမနဲ့တမီးနဲ့ကတော့အဓိကစားသုံးသူပေါ့ရှင်သူရတာလေးကအစိမ့်ဘက်ကိုသွားရပေါ့နော်ပြောင်းမှုကအစိမ့် Australia cheese လေးကအစိမ့်ဘက်လေးကိုသွားပါတယ်အခုတော့ကျမတို့ပြန်နေလာမှအဲ့လိုလေးဖြစ်သွားပါပြီပေါ့နော်တာတယောက်သမီးတယောက်ကိုသူ့အဖေကသူ့သမီးကိုခုံးပို့တယ်အမတူလေးကတာကိုခုံးပို့လိုက်ရပါတယ်မလျှောက်နိုင်တော့ပါဘူးဒါပြန်လျှောက်ပြီးတော့မှတော့ကျမတို့ရဲ့စကူနဲ့သွားတဲ့ vlog လေးပါဘိုင်ဘိုင်အားလုံးအများကြီးကျေးဇူးတင်ပါတယ်နောက် vlog လေးမှာဆုံမယ်နော်